ကိုကြီးနဲ့တွေ့တော့အဖိုးစရာစိန်နေတာတိခတ်ခဲ့တယ်တို့ဘာသာတို့သာသနာတိုက်ပြီးပတ်စာရေးစားသိကြရတော့ကိုကြီးညီကိုတယောက်အဖြေရှားကြည့်အောင်မစဲအောင်ရတော့မှာစိတ်တီတာတရားရှိခွေမစဲအောင်ရတော့မှာအောင်အောင်လေးရပြည့်စုံကြမှာအောင်အောင်လေးရပြည့်စုံကြမှာရွာတော်စိတ်တီတာကျိုးစားရင်အလုံးရှိချင်ဒါဒီတချင်းကိုဘယ်နေရာသဘောကျလဲမှတ်ဘယ်နေရာသဘောကျဘီနောင်ပတ်တအဲ့နေရာလေးအဟုတ်သဘောကျအဲ့ဒါကတို့အဖိုးစိန်မေရလက်ထက်ကတည်းကဓာတ်ပြသွင်းတဲ့ထဲမှာတိတ်ကွေထဲမှာကိုကအဲ့ဒါပါလာဟုတ်အဲ့ဒီမူရင်းတိုင်းကိုတို့မွေးသားဖခင်ကြီးစိန်ခင်လိုင်းကတိတိကျကျဒီခိုင်းတာကျွန်တော်ကအဲ့ဒါသဘောကျလို့အဲ့ဒါလေးကြားချင်လို့ဒီတချင်းကိုဆိုရအဲ့ဒါတိပြရမှာဟုတ်ပြီနော်ရှာနာဟောကြီးအဲ့လာလို့လေဟေးစိတ်သေးတာအတပြားရွှေကွယ်မစဲအောင်ရတော့မှာစိတ်သေးတာအတပြားရွှေကွယ်မစဲအောင်ရတော့မှာအောင်အောင်စီရပြည့်စုံကြပါအောင်အောင်စီရပြည့်စုံကြတာရွာတော်စိတ်သေးတာကျိုးစားရင်အလုံးတည်ချင်နာဟ
စေဗမာတွေနေချာတွေဝင်းနေချာတွေကြမှာကြတော့မှာအော်ချမ်းသာကြပါစေတာ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 ပြုလို့ကျိုးသာအထုံးလေးဘုရားမြန်မာတွေမြန်မာလူမျိုးတကုတ်ကြီးပဲတို့ဘာသာတို့သာသနာစီပင်တရားထွန်းတော်မလီမြို့တိုင်းနယ်တိုင်းရွာတိုင်းစိတ်ကြကြတဲ့မြန်မာတွေတို့ဘာသာတို့သာသနာစီပင်တရားထွန်းတော်မလီမြို့တိုင်းနယ်တိုင်းရွာတိုင်းစိတ်ကြကြတဲ့မြန်မာတွေအလူတမ်းနေလားစိတ်တရားပါမှာအရှိန်ဝေးပြလို့ပြောချပေးတာမနောကစေတနာကြည်ပြူစွာပါလူတော်ရှာကဲကိုကြီးတကြောလောက်တီးကြည့်